များအတွက်သမန်းကျန်းတဲ့ဆောင်များကောင်းကင်ဘုံဘုရားသခင်လှပသက်ပေသောအိမ်တော်ယေရှုသည်မြေကဘာ၌နေစဉ်ကတပည့်တော်များကိုကောင်းကင်ဘုံအကြောင်းကိုပြသခဲ့၏ကိုတော်ကယင်းကိုအိမ်ခမ်းမြတ်စွာရှိသောငါအဖ၏အိမ်တော်ဟုဆိုခဲ့၏အိမ်ခမ်းကကြီးမားပြီးလှပ၏ကောင်းကင်ဘုံအိမ်ဟုသည်မြေကဘာရှိအိမ်များအထက်သာ၍လှပခမ်းနားမှုရှိ၏ယေရှုကမိန့်ခဲ့၏ငါသွား၍သင်တို့အတွက်နေရာပြင်ဆင်ရမယ်။ငါသည်သင်တို့အတွက်သွား၍နေရာပြင်ဆင်ရမယ်ဆိုလျှင်ငါသည်တဖန်ကြွလာ၍သင်တို့ကိုငါထံသိမ်းဆီးမယ်။ယေရှုသည်တည်ခြင်းမှပြန်ရှင်ပြီးနောက်တွင်ကောင်းကင်ဘုံသို့ပြန်ကြွတော်မူခဲ့၏။တပည့်တော်များရှေ့တွင်ယေရှုသည်အထက်သို့ဆောင်ယူခြင်းကိုခံယူတော်မူ၏။မိုးတိမ်သည်ကိုယ်တော်ကိုသူတို့မျက်ွယ်သို့ဆောင်ယူတော်မူ၏။ထို့နောက်ထိုချိန်မှစ၍ခရစ်ယာန်များသည်ယေရှု၏ဂတိတော်ဖြစ်သောကိုယ်တော်ပြန်ကြွလာကယုံကြည်သူများကိုသိသိမိဂတိကိုသတိရကြ၏ယေရှုမိန့်တော်မူသည်မှာသူ့ကိုမျှော်လင့်မှုအနည်းဆုံးအချိန်တွင်မှရုတ်တရက်သူပြန်ကြွလာမည်သို့သောကိုယ်တော်ပြန်၍မကြွလာမီတည်ခဲ့သောခရစ်ယာန်များအတွက်အဘယ်နည်းတမန်ကျက်ကဆိုသည်မှာသူတို့သည်ယေရှုထံ၌ရှင်းလင်းစွာရောက်ရှိကြလိမ့်မည်ခန္ဓာမှခွဲခါရခြင်းတည်ခြင်းသည်ကိုယ်တော်ထံမှောက်တွင်ရောက်ရှိနေခြင်းပင်ဖြစ်၏ဗျာဒိတ်ချံတမန်ကျက်၏နောက်ဆုံးစာဆောင်တွင်အလွန်အံ့ဖွယ်ကောင်းသောကောင်းကင်ဘုံအကြောင်းကိုပြပြကြ၏အံ့ဖွယ်အကောင်းဆုံးမှာဘုရားသခင်၏ကောင်းကင်အိမ်တော်ကိုအထူးများစွာဖြင့်ဖော်ပြကြ၏ဘုရားသခင်သည်နေရာတိုင်းတွင်ရှိတော်မူ၏သို့သောပလင်တော်ကကောင်းကင်ဘုံ၌တရှိပါ၏ကောင်းကင်ဘုံ၌ကောင်းကင်တမန်များနှင့်အခြားကောင်းကင်သတ္တဝါတို့သည်ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ကြ၏တည်သွားပြီးကောင်းကင်သို့ရောက်သွားခဲ့ကြသောဘုရားသခင်၏လူတို့သည်လည်းထို့အတူပြုကြ၏သူတို့သည်ဘုရားသခင်ကိုအထူးတင်းများဖြင့်ချီးမွမ်းတည်ဆိုကြ၏ဤတွင်သူတို့သည်ဆိုကြသောတခြင်းစာသားအချို့ဖြစ်၏ကိုတော်သည်အသက်တည်ခြင်းကိုခံတော်မူ၍အသီးသီးဘာသာစကားကိုပြောသောလူမျိုးခတ်သိမ်းလူထဲမှကျွန်ုပ်တို့ကိုယူ၍အသွေးတော်နှင့်ဘုရားသခင်အဖို့ရွေးနှုတ်တော်မူ၏ကျွန်ုပ်တို့ကိုဘုရားသခင်ရှိတွင်ရှင်ဘုရင်အရာယေဘရဟိတ်အရာ၌ခံထားတော်မူ၏ဗျာဒိတ်အခန်းကြီး9အခန်းငယ်9တမန်ကျမ်း၌နောက်ဆုံးစာမျက်နှာများတွင်ကောင်းကင်ဘုံကိုယေရှုရှင်လင်သေးဟုဖော်ပြထား၏ထိုမျိုးသည်အလွတ်အလွန်ကြီးပြီးမြင့်သောနံရံများဖြင့်အပြင်းနှင့်ကာယံကြ၏ဖန်ကဲ့သို့ကြည်လင်သောနဂါးသွန်လန်းရဖြစ်၏နိုင်ရအုံမြစ်ကိုလင်းလက်နေသောယတနာနှင့်အပိုးတန်ကြောက်မြတ်အယောင်ဆုံးဖြင့်ကာယံကြ၏မြို့တကားခေများကိုလည်းအလွန်ကြီးမားသောပလဲတစ်လုံးစီဖြင့်ပြုလုပ်ထား၏ထိုပလဲတကားများမှာဗိတ်သည်မရှိတွား၏အထဲသို့ဝင်ကြည့်မည်ဆိုလျှင်အိုးကောင်းကင်ဘုံသည်အထဲတွင်ပူ၍လှပ၏မြို့တော်ကိုဖန်ကဲ့သို့ကြည်သောရွှေစင်ဖြင့်ပြုလုပ်ထားသည်လမ်းများကလည်းရွှေခင်းထား၏ဘုရားသခင်ပလင်တော်မှစီးဆင်းလာသောအသက်မြည်ရည်သည်ကြည်လင်နေပြီးလှပ၏ဤကဲ့တစ်ဖက်တွင်အသက်ပင်ပေါက်နေ၏အေဒီဥယျာဉ်ထဲတွင်ရှိခဲ့သောအပင်မျိုးဖြစ်၏အလွန်ထူးခြားသောအပင်ဖြစ်၏လစဉ်မတူကွဲပြားသောအသီး12မျိုးကိုတည်တတ်၏အသက်ပင်၏အရွက်များသည်တိုင်းပြည်များ၏အနာများကိုငြိမ်းစေရန်အတွက်ဖြစ်၏ကောင်းကင်ဘုံတွင်နေရောင်လရောင်ကိုမလိုအပ်ပေဘုရားသခင်၏ကိုယ်ပိုင်ဖုံးတော်ရောင်ကြီးသည်အံ့ဖွယ်အလင်းကိုပေး၏ထိုနေရာတွင်ညဆိုတာလုံးဝမရှိကောင်းကင်ဘုံရှိတိရစ္ဆာန်များမှလည်းကြွားကြ၏သူတို့သည်မိတ်ဆွေအဖြစ်ဖြင့်ရင်ပါနေကြသည်ဝင်းပလီနှင့်တိုးတို့သည်မြက်ခင်းပေါ်တွင်အတူအစားစားနေကြ၏အာကြီးသောချင်းသစ်ပင်လျင်နွားကဲသို့မြက်ကိုစားနေသည်ဘုရားသခင်၏မိန့်တော်မူသည်မှာငါ၏တန်ရှင်သောတောင်တော်ပေါ်တွင်သူတို့သည်အနာတရသို့ပျက်စီးမှုဖြစ်ကြလိမ့်မည်မဟုတ်ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ကိုကြည့်သောအခါကောင်းကင်ဘုံတွင်မရှိသောအရာများကိုသတိပြုမိ၏ဒေါသစကားများကိုဘယ်တော့မှမကြားကြရရန်ဖြစ်ခြင်းတို့အတ္တရှိခြင်းသည်မည်သူ၌မှမရှိတကားများကိုတောက်ခတ်ရန်မလိုအကြောင်းမှာကောင်းကင်ဘုံတွင်တခိုးမရှိ၍ဖြစ်၏လူလိမ်လူသက်သမားအောက်လန်းမော်စရာကောက်ချစ်ရုပ်မာသောသူတယောက်မှမရှိကောင်းကင်ဘုံတွင်အပြစ်နှင့်ဆိုင်သောအရာတစ်ခုမှမရှိ
ကောင်းကင်ဘုံတွင်ဖျားသခင်နှင့်ရှိနေပြီးမျက်ရည်ကျရင်လည်းမရှိချေတခါတရံတွင်ဖျားသခင်၏လူတို့ငိုကြရသည့်အကြောင်းမှာဤဘဝတွင်တွေ့ခဲ့ရသောအလွန်ဝမ်းနည်းဖွယ်ရာများကြောင့်ဖြစ်၏ကောင်းကင်ဘုံတွင်ဖျားသခင်သည်မျက်ရည်အားလုံးကိုတုပ်ပေးတော်မူလိမ့်မည်ကောင်းကင်ဘုံတွင်တည်ခြင်းလည်းမရှိတော့ဖျားသခင်၏လူတို့သည်သခင်နှင့်အတူထာဝရရှိကြလိမ့်မည်ထပ်မံ၍ဝမ်းမနေကြရတော့မငိုကြရတော့နာကျင်မှုကိုမခံကြရတော့ဖြားနာခြင်းကိုမရှိခွဲခွာခြင်းလည်းမရှိအတုကလည်းမရှိတော့ကောင်းကင်ဘုံရှိလူတိုင်းသည်ဘုရားသခင်နှင့်ထာဝရပျော်ရွှင်စွာနေကြရမည်အားလုံးထဲမှအကောင်းဆုံးမှာကောင်းကင်ဘုံသည်ယောက်ျားလေးမိန်းကလေးများနှင့်အရွယ်ရောက်သူများအတွက်လည်းဖြစ်သည်သူတို့သည်ယေရှုခရစ်ကိုသူတို့၏သခင်အဖြစ်နာခံပြီးကယ်တင်ရှင်အဖြစ်ယုံကြည်ကြသည်ကောင်းကင်ဘုံတွင်အသက်စာဆောင်ဟုခေါ်သောစာအုပ်ရှိ၏လူတို့၏အမည်များနှင့်ပြည့်နေ၏ထိုစာဆောင်တွင်မည်သူတို့၏အမည်များကိုရေးထားပါသနည်းထိုသူအလုံးတို့မှာယေရှုခရစ်ကိုယုံကြည်ကိုးစားခဲ့သူများသာဖြစ်ပါသည်တင့်အမည်သည်ရင်းတွင်ရှိပါသလားတမန်ကျမ်းစာနှင့်ကောင်းကင်ဘုံနှင့်ဆိုင်သောအံ့ဖွယ်ဖိတ်ခေါ်မှုနောက်ဆုံးစကားမှာဝိညာဉ်တော်နှင့်သူတို့သမီးကလာပါဟုဆို၏လာပါဟုဆိုသောအသံကိုကြားသောသူသည်လာပါစေရေငယ်သောသူလည်းလာပါစေအလိုရှိသောလူတိုင်းသည်လည်းအသက်ရေကိုအခမဲ့ယူပါစေအာမင်ကျွန်ုပ်တို့မကောင်းမှုပြုခဲ့ကြောင်းကိုဘုရားသခင်တည်တော်မူ၍၎င်းကိုအပြည့်ဟုခေါ်တွင်၏အပြည့်အခါမှာတည်ခြင်းပင်ဖြစ်၏ဘုရားသခင်သည်ကျွန်ုပ်တို့ကိုအလွန်ချစ်သဖြင့်သားတော်ယေရှုကိုဆေလွတ်တော်မူကားကားတိုင်တော်ပေါ်တွင်ကျွန်ုပ်တို့၏အပြည့်အတွက်အခကိုပေးဆက်တော်မူခဲ့သည်ထို့နောက်ယေရှုသည်ပြန်ရှင်ကားကောင်းကင်ဘုံသို့တဖန်ပြန်ကြောက်ရောက်တော်မူခဲ့သည်ယခုတွင်ဘုရားသခင်သည်ကျွန်ုပ်တို့၏အပြစ်များကိုဖြေလွှတ်ပေးနိုင်တော်မူ၏တင့်ပြစ်မှတင်သည်ဝေးကွာလိုပါလျင်ဘုရားသခင်ကိုဤသို့ပြောလိုက်ပါယေရှုသည်ကျွန်ုပ်အပြစ်အတွက်အသေးခံတော်မူပြီးတဖန်ပြန်ရှင်တော်မူခဲ့သည်ကိုကျွန်ုပ်ယုံကြည်ပါ၏ယေရှုပြု၍ကျွန်ုပ်၏ဘဝထဲသို့ဝင်ရောက်ကာကျွန်ုပ်၏အပြစ်များကိုခွင့်လွှတ်တော်မူပါထိုသို့အားဖြင့်ကျွန်ုပ်သည်အသက်ကိုရရှိပြီးကိုယ်တော်နှင့်တူထာဝရရှိပါမည်ကိုယ်တော်၏ကလေးအဖြစ်ကိုယ်တော်အတွက်အသက်ရှင်ရန်မဆတော်မူပါအာမင်ယော3:16တမန်ကျမ်းစာကိုဖတ်ပြီးဘုရားသခင်ကိုနေ့စဉ်စကားပြောပါကောင်းကင်ဘုံဘုရားသခင်၏လပတပည့်တော်အိမ်တော်ဘုရားသခင်၏နှုတ်ကပတ်တော်ဝတ္ထုတမန်ရက်ကိုတွင်တွေ့ခဲ့ယောဟန်အခန်းကြီး14အခန်းငယ်1မှ5ဗျာဒိတ်4:21-22ကိုတော်၏နှုတ်ကပတ်တော်မူဝါသည်အလင်းကိုပေး၏ဇလံ119:130ရေးသားသူ Edward Hughes ဖတ်သူတထက်ဆက်သွယ်ရန် www.bibleforchildren.org